အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတွေအတွက်အကျိုးရှိခြင်းမဲ့အကြောင်းအရာလေးတစ်ခုကိုမျှဝေပေးခြင်းပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဘဝမှာလိုချင်တာတွေရချင်တာတွေဖြစ်ချင်တာတွေကိုကျွန်တော်တို့ရှိတယ်အဲ့ဒီအရာတွေကိုကျွန်တော်တို့လှုပ်ဆောင်တယ်တစ်ချိန်တည်းမှာပဲကျွန်တော်တို့လိုချင်တာတွေကိုမရသေးဘူးအဲ့ဒါဘာကြောင့်လဲဟုတ်ပါတယ်အဲ့ဒါဒီတစ်ချက်ကြောင့်ဖြစ်ပါလိမ့်မယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ action plan လို့ခေါ်တဲ့နေ့စဉ်လှုပ်ဆောင်ရမယ့်အစီအစဉ်တွေကိုစနစ်တကျလှုပ်ဆောင်ခြင်းမရှိသေးလို့ဖြစ်ပါတယ်အဲ့တော့မဲဆွေရဲ့ဘဝမှာအောင်မြင်ခြင်းနဲ့ပျော်ရွှင်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့နေ့စဉ်လှုပ်ဆောင်ရမယ့်အရာတွေကိုစနစ်တကျလှုပ်ဆောင်ထားဖို့လိုပါတယ်တစ်ချိန်တည်းမှာပဲအဲ့ဒီလိုလှုပ်ဆောင်ရင်းနဲ့ကိုမလှုပ်ဆောင်မဲ့အရာတွေကိုလည်းစနစ်တကျချရေးထားဖို့လိုပါတယ်အဲ့ဒီလိုရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားသိပြီဆိုရင်ကျွန်တော်တို့အနေနဲ့ဘာတွေလှုပ်ဆောင်ရမယ်ဘာတွေမလှုပ်ဆောင်ရဘူးဆိုတဲ့အချက်တွေကိုသိခြင်းအဖြစ်ကျွန်တော်တို့လိုချင်တဲ့အရာကိုကျွန်တော်တို့ဖြစ်ချင်တဲ့ဘဝကိုရောက်ရှိနိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကလည်းမိတ်ဆွေအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်ဆောင်ကြပါမယ်အကယ်၍အကျိုးရှိရဆိုရင် comment မှာ yes လို့ရေးခဲ့ပါဦးအားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေ